ကိုရှိတုံးကတာယာလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာဗလလို့ခေါ်တဲ့အရန်ကိုခွန်အားကြီးတဲ့စင်ကြီးတစ်ကောင်ရှိပါတယ်။သူဟာတစ်ပင်တွေကိုအမြစ်ကနေဆွဲနှုတ်နိုင်ပြီးအားကောင်းပါတယ်။ဒါပေမဲ့သူဟာအရန်မာနာကြီးပြီးငါလောက်ဘသူမှမတော်ဘူးလို့အမြဲတွေးနေတတ်ပါတယ်။ဒီနေ့မှာတော့ဗလဟာတောထဲမှာလမ်းလျှောက်ရင်းတစ်ပင်တစ်ပင်အောက်မှာအိပ်ပျော်နေတဲ့ဖြူတူးဆိုတဲ့ယုံလေးကိုတွေ့ပါတယ်။ဗလကသူ့ရဲ့ခွန်အားကိုကြွားကျင်တာနဲ့ယုံလေးနားမှာခြေထောက်ကိုအားပြင်းပြင်းနဲ့နင်းချလိုက်ပါတယ်။ယုံပေါက်လေးမင်းလိုအကောင်သေးသေးလေးတွေကငါခြေထောက်အောက်မှာပြားသွားနိုင်တယ်ဆိုတာသိရလားလို့ဗလကနှောင်ပြောင်ပြောဆိုပါတယ်။ယုံလေးဖြူတူးကမကြောက်မရွံ့ပဲပြန်ပြောပါတယ်။စင်မင်းကြီးအခုတော့ကျွန်တော်ကသေးငယ်ပေမဲ့တနေ့မှာစင်မင်းကြီးကိုကျွန်တော်ပြန်ကူညီနိုင်မှာပါ။ရက်အနေငယ်အကြာမှာတော့မထင်မှတ်ထားတာတခုဖြစ်လာပါတယ်။စင်ကြီးဗလာဟာအစာရှာထွက်ရင်းငိုဆိုးတွေထောင်ထားတဲ့ခိုင်မာလွန်းတဲ့ကြော့ကွင်းပိုက်ကွန်တွေကိုတိုးမိသွားပါတယ်။သူဘလောက်ပဲအားနဲ့ယုံပိုက်ကွင်းတွေကပိုပြီးတင်းကျပ်လာပါတယ်။သူဟာကြောက်လန့်တကြားနဲ့အော်ဟစ်အကူအညီတောင်းပါတော့တယ်။အဲ့ဒီအချိန်မှာယုံလေးဖြူတူးဟာစင်ကြီးရဲ့အော်တန်ကိုကြားပြီးချက်ချင်းပြေးလာပါတယ်စင်ကြီးကအားငယ်စွာနဲ့ယုံလေးရဲ့ငါ့ကိုကယ်ပါဦးငါမယုံနိုင်တော့ဘူးလို့ပြောပါတယ်ယုံလေးဟာသူ့ရဲ့ထက်မြက်တဲ့သွားလေးတွေနဲ့ပိုက်ကွန်ကြိုးတွေကိုတစ်ချက်ချင်းကိုက်ဖြတ်ပါတော့တယ်အချိန်အနည်းငယ်အတွင်းမှာပဲပိုက်ကွန်တွေပြတ်တောက်သွားပြီးစင်ကြီးဗလာဟာလွတ်မြောက်သွားပါတယ်စင်ကြီးဗလာဟာသူ့ရဲ့မာနတွေအတွက်အယမ်းရှက်သွားပါတယ်။သူဟာယုံလေးကိုဥညွတ်ပြီးကျေးဇူးတင်စကားပြောလိုက်ပါတယ်။ယုံလေးငါမှားသွားပါတယ်။ကိုထက်သေးငယ်သူတွေကိုဘယ်တော့မှအထင်မသေးသင့်ဘူးဆိုတာငါအခုမှသိလိုက်ရတယ်။အဲ့ဒီနေ့ကစပြီးစင်ကြီးနဲ့ယုံလေးဟာအကောင်းဆုံးတငယ်ချင်းတွေဖြစ်သွားကြပြီးတောအုပ်ကြီးထဲမှာပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်။